လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုအခြေအနေတွေကြောင့်ကုန်စည်နှုန်းကြီးမြင့်ရခြင်းဆိုတဲ့အကြောင်းအရာလေးကိုလည်းဆွေးနွေးကြည့်ချင်ပါအဓိကအင်ရှင်မတွေဆိုပို့ပြီးတော့ပြောနေကြတာပေါ့ဗျာဈေးတွေကလည်းတနေ့တခြားတက်လိုက်တာဘယ်တော့မှကြပါမလဲပေါ့ဘာဖြစ်လို့ကုန်စည်နှုန်းကတက်ပြီးမကြတာလဲဒါကတော့ရှင်းပါတယ်တိအချက်ကျွန်တော်တို့ဟလာထုတ်ကုန်တွေညော့နေတယ်ဟလာနောက်တစ်ခုဒီစားသုံးကုန်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေဟလာကျွန်တော်တို့နိုင်ငံမှာပြည်ဝမထုတ်နိုင်ဘူးသွင်းအားစုတွေဆိုလည်းကျွန်တော်တို့နိုင်ငံခြားကိုပဲပြီးခိုးရတယ်လူသုံးကုန်ပစ္စည်းတွေဆိုလည်းကျွန်တော်တို့နိုင်ငံခြားကိုပြီးခိုးရတယ်ဒီလိုပြီးခိုးရတဲ့အခါမှာနိုင်ငံခြားကနေတင်သွင်းရတယ်တင်သွင်းတဲ့အခါမှာဒီလိုကျွန်တော်တို့ကရောက်စီလို့ကျွန်တော်တို့ပြောလို့မရဘူးအောက်လာဖို့ဆိုရင်အနည်းဆုံး15ရက်လဒီလိုမျိုးခြီးပြီးကြတယ်တင်လာတဲ့လမ်းကြောင်းတွေမှာဟလာအခုဆိုရင်မငိမ့်ချမ်းတော့ပဲဗျာအဖွဲ့အစည်းတွေကအစုံကဟလာဂိတ်တွေဖွင့်ဟလာဒီနေရာမှာနားလည်မှုခေါ်မလားဟလာသူတို့ရဲ့လူယူလုံစင်ပြောမလားဒါလေးတွေကိုတခါတည်းပေးကမ်းလာတာတွေကဟိုတကိတ်ထဲမှာဟလာ900 1000စသည်ဖြင့်ပြတ်တာမရှိဘူးဟလာဂိတ်တကိတ်ကဟလာ2000 3000လေးဟလာ1000 2000လေးဒီလိုမျိုးဖြစ်လာတချို့ဆိုသိန်းနဲ့ချီရှိတယ်လို့ကျွန်တော်တို့ကကြားရတယ်ပေါ့လေအဲ့လိုမျိုးဖြစ်တဲ့အခါမှာဒီကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းကကျွန်တော်တို့အစဉ်စဉ်ဖြတ်လာတဲ့အခါမှာကျွန်တော်တို့စီစားသုံးသူလက်ထက်ရောက်မယ်ဆိုရင်ဒါဘယ်လောက်ဖြစ်သွားမလဲပေါ့ဗျာနော်နောက်တစ်ခါဒီလူစွမ်းရင်းမြစ်ဘာတွေကြောင့်ဆုံးရှုံးတယ်လို့စဉ်းစားကြည့်အခုဒါကျွန်တော်တို့ငင်းညမ်းပါတယ်အေးချမ်းပါတယ်ဆိုတော့ဒီအေးဟောင်ဒီမှာဆိုရင်တော့ဟလာကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခင်းအကျင်းရလူငယ်တွေကဒီခါကိုဘယ်လိုရင်ဆိုင်မလဲလို့စဉ်းစားတဲ့အခါမှာဒီပဋိပက္ခကြီးကနေရှောင်ထွက်ခြင်းတယ်ဒီလိုရှောင်ထွက်ခြင်းတော့ဘာတွေသူတို့ရွေးချယ်လဲနိုင်ငံခြားတော့အလုပ်လုပ်မယ်အဲ့တော့သူတို့နိုင်ငံခြားထွက်ကြတယ်အဲ့တော့တကယ်ဟလာကျွန်တော်တို့အလုပ်လုပ်မဲ့လူငယ်တွေလုပ်သားအင်အားတွေလူစွမ်းအရင်းမြစ်တွေကဆုံးရှုံးတယ်ဒီအနေထားမှာကျွန်တော်တို့ကဒီတကယ်အလုပ်လုပ်မဲ့ဒီလူငယ်တွေဟလာကျွန်တော်တို့မရှိဘူးအဲ့တော့ကျွန်တော်တို့အလုပ်လုပ်နေတဲ့ဒီလယ်သမားဟလာကျွန်တော်တို့ယာသမားတွေဟာဒီခါကိုကျွန်တော်တို့တိုးပြီးရှာတယ်လောက်ခါတွေတိုးမြင့်ပြီးပေးရတယ်ဟလာဟိုစက်ကရိယာတွေကျွန်တော်တို့ဝယ်ယူသုံးဆွဲရတယ်စက်ကရိယာတွေဆိုတော့ကျွန်တော်တို့နိုင်ငံခြားငွေနဲ့ပေးဝယ်ရတဲ့အတွက်စက်ကရိယာဝယ်ရတဲ့အရင်းကြီးကြီးတယ်သွင်းအားစုတွေဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့နိုင်ငံခြားငွေနဲ့ပေးဝယ်ရတဲ့အတွက်သွင်းအားစုတွေဈေးကြီးတယ်ဟလာဒီလိုဈေးကြီးတာတွေပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကဟလာစဘာတဲ့ရဲ့ဈေးဟလာစံတိတ်ရဲ့ဈေးတွေကဘယ်လောက်ဖြစ်သွားမလဲပေါ့နော်ဒီလိုထုတ်ကုန်တွေဈေးမြင့်လာတာတွေကျွန်တော်တို့လောက်အားကတွေဈေးမြင့်လာတာတွေတေးပို့ဆောင်ကတွေဈေးနှုန်းကြီးမြင့်လာတယ်ကျွန်တော်တို့ကဒီကုန်ဈေးနှုန်းကြီးမြင့်လာဟုတ်တာမလွဲမသေးတာရင်ဆိုင်ရတော့တာပဲဒီဟာကျွန်တော်တို့ရဲ့တွေ့ကြုံရတဲ့ဒါအခြေအနေအမှန်ပဲအဲ့တော့ကျွန်တော်တို့ဒီကုန်ဈေးနှုန်းတွေဟလာတက်တောင့်တက်တာဒေါ်လာကောင်းပေါ့လေတင်းတင်းရောက်ပတ်တဲ့သူ့အပိုးအခနဲ့ဈေးနှုန်းနဲ့ဖြစ်ဖို့ရယ်ဒီကိစ္စတွေကိုဘယ်လိုမှဖြစ်မလဲဆိုကျွန်တော်မြင်တာကတော့နိုင်ငံရဲ့အရေးပေါ့ဗျာနိုင်ငံတည်ငြိမ်ရေးဟလာနိုင်ငံတော်တည်ငြိမ်ရေးနဲ့အများကြီးသက်ဆိုင်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျေးဇူးတင်ပါတယ်